Okay ကျွန်တော်တို့ exercise နောက်တစ်ခုလာပြီပထမတော့1 and 2 and 3 and 4 and အဲ့ဒီအရာလေးမှာကျွန်တော်တို့တွေအသီးလေးကိုအစားထိုးမှာ1 and ဆိုရင် L P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  ကျွန်တော်တို့ကအခုမိတ်ဆွေတပိမှာ3လုံးလိုပုံစံမျိုးဖြစ်လာပြီပေါ့နော်အဲ့ဒါလေးလည်းကျွန်တော်လေ့ကျင့်ပါမယ်ဒီဟာလေးရဲ့လေ့ကျင့်ခန်းရဲ့အကျိုးကျေးဇူးလေးတွေကိုကျွန်တော်နောက်ဆိုရင်တေချာလေးရှင်းပြမယ်ပေါ့နော်အခုတော့လေ့ကျင့်ကြည့်ရမယ်သူကတိုင်ပင်တစ်မျိုးတည်းနဲ့ကျွန်တော်တို့ written pattern 3ခု4ခုကျင့်မယ်နောက်ဆိုရင်ဒါကနောက်ပိုင်းလာမယ့် exercise တွေမှာအဲ့လိုပဲကျင့်ရပါမယ်အဲ့ဒါကကျွန်တော်တို့ metronome ကို written နဲ့ပိုင်နိုင်ဒီခတ်နေပေါ့အခုလေ့ကျင့်ခန်းလေးကတော့3လုံးထွေတယ်အမေတွေတွေ့တဲ့အတိုင်းပဲအဲ့ဒါလေးကိုကျွန်တော် strawberry 1 2 3 1 2 3 1 2 3သူ essence ပထမဆုံးပြီးတိုင်းမှာ essence လေးပါတယ်မှာနော်1 2 3 1 2 3 1 2 3အဲ့ဒါကတကယ်လို့မိတ်ဆွေတို့အရမ်းမြန်နေရဆိုလို့ရှိရင်အစောကြီးတွေက80 85နဲ့အိုးအရှိရဲ့ exercise တွေလည်းစထားပါဒီတန်ဖိုးရအောင်တော့ကျွန်တော်လေ့ကျင့်ကြည့်မယ်ပေါ့နော်1 2 3 1 2 3 1 2 3 1 2 3 1 2 3 down up down down up down down up down 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 up 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 down ဒီဘက်လေးကိုရင်ရှင်းလိုက်ပါဒီလိုဒီဘက်ကလည်း down အဲ့တော့ကျွန်တော်နှစ်ခုပေါင်းတည်ရမှာနော်1 2 3 1 2 3 1 2 3 1 2 3 strawberry 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 triple လို့ခေါ်ပါတယ်ဒီကောင်လေးကိုဒီ exercise လေးလည်းလေ့ကျင့်ရပါမယ်မိတ်ဆွေဒီအဆင့်ထိရောက်လာပြီဆိုရင်လက်တွေနဲ့တော်တော်တန်ပါနေပြီပြောလို့ရပါတယ်